ဘယ်လိုလဲပြင်ပန်းနေပြီလားငါလည်းမင်းလိုပါပဲဟိုလောစိတ်ညစ်မှုတွေအစမပြေမှုတွေဝန်းကျက်မှုတွေနဲ့စုံလို့ပါပဲမင်းလည်းစိတ်ညစ်လို့တော့ရတယ်ဒါပေမဲ့စိတ်တကြနေလို့တော့မရဘူးငါတို့လူဘဝကြီးဆိုတာကရုပ်တရုပ်တရုပ်လိုမျိုးပေါ့ရုပ်တရုပ်တရုပ်ကောင်းကောင်းကနိုင်ဖို့အတွက်ကာကျိုးတွေစုံလင်ဖို့လိုအပ်တယ်ကျိုးတွေမပြတ်တတ်ဖို့လိုအပ်တယ်အဲ့တော့ငါတို့လည်းပဲဘဝဆိုတဲ့ဇက်ခုံကြီးပေါ်မှာကောင်းကောင်းကနိုင်ဖို့အတွက်စိတ်သက်ခွန်အားဆိုတဲ့ကျိုးတွေမပြတ်တတ်ဖို့အတွက်လိုအပ်တယ်အရင်စိတ်ညစ်မနေပါနဲ့မင်းကလူတော်တယောက်ပါတို့ငါတို့ကြုံတွေ့နေရတဲ့အစမပြေမှုတွေကနောက်ချိန်မှာကြီးစရာဟာသားလေးတွေဖြစ်လာမှာကွာစိတ်ဓာတ်တော့မကြနဲ့ fighting ဓာတ်တွေမခံပါဘူးဒီညဒီကောက်ကားတွေပြီးတော့အဲ့ကောင်တွေထူကြည့်ရဒီမှာရှိရလေတက်ကောင်လိုက်အဲ့ဒါအဲ့ကောင်ကမပွင့်လို့ရုံးအဲ့လိုဆက်အဲ့လို ကလားတွေလောက်တာလေအဲ့သူကောက်တက်ကောင်တွေပါလေတက်ကြတာပဲတက်ရုံလား ဟုတ်ကလားတွေလောက်တာငါပဲဒီကာပရိုက်တာဒီဘော်ဒီပိုက်ရည်လာထူအနေလားမင်းအေးဟုတ်တယ်ဒီပိုက်ရည်လာထူကြည့်တာ တူတူပဲလေဒါကိုဒီစမ်းရတော့သူတို့စီရတယ်ကိုရမတူပြန်ဘူး အလုံးမအဲ့ကလားလောက်တာမြန်ဘူးလေးနဲ့တောက်ဘူးကြိုက်ဆွဲလေးပါသူကက်အတင်လျှော့လည်းမရှိ အဲ့တော့မဟုတ်ဖြစ်နိုင်သေးဘူးတခုတည်းတူတော့ရှိမယ်မင်းကတူလည်းလုပ်ကြလေတူပဲလေတူကဘောင်းတော်မောင်းလို့ရတယ်ဟော တော့အဲ့ကောင်စမ်းတာမင်းအဲ့မှာကငါကြည့်နေတာ ဟို line မှာကလားမလား အေး ဟိုအိန္ဒိယကောင် သူကမဟုတ်အဲ့ဟိုနေ့မှာတော့ဒီ break မှာတော့ဒီကောင်ဘယ်လိုလောက်ထားလဲမသိ အိန္ဒိယကောင်မလား အေးအိန္ဒိယ အဲ့ကောင်ဟိုလွတ်လိုက်ပြန်လာပြီခါရတယ်တို့အေးတော့တိုင်ပြီးပြစ်ထုတ်တဲ့ဘာလို့မသိဘူးဒီဓာပေးသေးလားကွာ ဘေးဒီ လူကြောက်ပြလိုက်သေးလားမင်းလား ပေးထားနေပိုက်ရတော့ပိတ်နေရတယ် တက်ပိန်လာလား